မင်္ဂလာဤမင်္ဂလာ၎င်းမင်္ဂလာအနီးမင်္ဂလာထိုးမင်္ဂလာပွဲကြီးမှာမင်္ဂလာကြီးမှာမင်္ဂလာဖြစ်ပေးမဲ့ဗိသိက်ဆရာများကိုယ်တိုင်ကလည်းမင်္ဂလာရှိဖို့လိုသဗျမကောင်းမှုမှာကင်းရှင်းဖို့လည်းလိုသဗျဒါကြောင့်သိခါအလှထဲ့ပြီးဝိထာရမချဲ့စတန်းပြောရရင်ဖြင့်မောင်ရင်လောင်းမြရဲ့ဥထိန်မှာသီတာရေစင်သွန်းလောင်းပေးမဲ့ဗိသိက်ဆရာများဟာကံ၅ပါးလုံးဖို့လိုပါတယ်ပါတယ်တို့ဟမ်ဗိသိက်ဆရာများဟာကံ၅ပါးလုံးဖို့လိုတယ်အဲ့ဒီ၅ပါးသောကံတွေကသူရာမေရိယကံဆိုတဲ့တောက်စားမှုရခြင်းဟာဖြင့်ဗိသိက်ဆရာများနဲ့လုံးဝမအပ်ဆက်ပါဘူးခင်ဗျအဲ့ဒီကံကိုချိုးဖောက်မိသူများမလဲဗိသိက်မသွန်တိုင်းမမြောက်ထိုက်တဲ့ပုဂ္ဂိုလ်များဖြစ်ကြောင်းပါဗျာကျွန်တော်ရတနာဘုံဆရာလိုက်မှဖြင့်ဗိသိက်ပညာဖြင့်အသက်မွေးတော့မယ်ဆိုကြတဲ့ကမိဘနှစ်ပါးကသားလူကလေးကံ၅ပါးလုံအောင်ထိမ့်ခွက်ဆရာသမားများကလည်းဆိုဆုံးမလိုက်ပါလေမိဘစကားဥထိတ်ရွက်ဖယားရှင်နှုတ်တော်တွေတရားကိုဥထိတ်မှာပန်းစင်ပြီးကျွန်တော်ဒီဆိုလင်းဖြင့်၅ပါးသောကံမဖောက်မပြန်ရအောင်ကြက်ကြက်ကြီးထိမ့်သိမ်းစောင့်ရှောက်လာခဲ့ပါတယ်ခင်ဗျာအေးပုရိသယောက်ျားတွေမှာတော့အတော့စားတော့မကင်းကြပြီဘူးပေါ့လေမှန်သောစကားပြောရရင်ဖြင့်ဆရာလိုင်းဆိုတဲ့ကျွန်တော်ကလေရခင်ကတော့ထမ်းရည်လေးအစပါလေးအစပေါ့ဗျာအဲ့တို့ပေမဲ့ဗိသိက်တော်ပညာရှိယရနာဘုံဆရာလိုင်းဆိုပြီးနာမဝိသေသနတက်ပြီးကြတဲ့ကသေရသေးရများဆိုရင်အစ္ဆတကေပါဏုပေတံဝေရာမဏိသိက္ခာပရမပဲကံ၅ပါးထဲမှာဒီကံတဲ့အပြစ်ကြီးသကူဗျာဟင်တန်တရားအပြစ်ကြီးလေးတာခဏထားအောင်ယခုမျက်မှောက်ဘဝမှာတွင်ပဲဥစ္စာယုတ်ချင်းညင်းခုန်များစွာယောဂါထူပြောကြော်စောမဲ့တုံမလုံအင်္ဂါပညာနဲရှာဤ6ပါးတောက်စားသေးစားအပြစ်ဒီတဲ့ဒီလိုလာသကောကပိယတ်တို့စဉ်းစားကြည့်ယရနာဘုံဆရာလိုင်းဆိုပြီးထမ်းရည်အရက်တွေတောက်နေတယ်ဆိုတော့အဲ့ဒီသေးသေးတွေတောက်စားပြီးတော့ဟောဒီအလူမန်းတက်တဲ့အရောက်လားမောင်ရင်လောင်လေးတွေနားတွင်ကလေးတွေကိုမင်္ဂလာရှိဟဲ့ဆိုပြီးဗိသိက်တွေမြောက်မန္တန်နေရွတ်ချီမန်းကွင်းနေစွတ်အလူလေးဗျာဆရာလိုက်ပါစနတ်ဝင်ဓာစီပြီးပြောအောင်ဘယ်မှာလာအကျိုးထူးပါတော့မလဲထိုင်းရင်နဲ့တသင်းသင်းအရက်နဲ့တထောင်းထောင်းနဲ့ဒီပါစပါပဆိုတဲ့မကောင်းမှုဓာတ်ငွေနဲ့အမလေးလေးစောစောကပြောတဲ့မင်္ဂလာတွေအကုန်ပြောက်နတ်သုတ်ဓာခဲွယ်ဘောစင်တဲ့မစင်တပဲသားရောက်လုံကြီးမောင်မဟိုလေအလူဝကြီးတစ်ခုလုံးအလကားအလဟသာဖြစ်ကုန်တော့မှာပေါ့ဟမ်အဲ့ဒီတော့သာသနာတော်နဲ့စမင်္ဂလာအရရပြည့်စုံဖို့မင်္ဂလာရှိတဲ့အလူပွဲမင်္ဂလာရှိအောင်ဆင်နွှဲမှာမို့မင်္ဂလာရှိတဲ့ဟောဒီဗဇက်ကအလွန်အရေးကြီးလာပြီတကူ။ကိုင်းအဲ့ဒီတော့တိတ်နမိတ်ရင်ကဗျာစာထမ်းရင်နဲ့ဟိတ်တစိအစင်လာမနွမ်းရအောင်ကိုင်းရွာစားဗိသိက်မင်္ဂလာအခမ်းအနားဖွင့်တွေ့လားကျွတ်တူဆရာလည်းငါအပိုက်လောက်သွားတာမင်းကလည်းစရောင်းတောင်းအလှက်မှမရောက်သေးတာဘယ်ပြောလို့ရမလဲစောင့်ကြည့်သားတော့စတောင်းတောင်းကထီသမားအရသမားဖြစ်နေတာကိုကအလိုလိုရှုံးသွားပြီဒါဘယ်ရှုံးတယ်လို့ပြောလို့ရအောင်မလဲတို့စရောင်းတောင်းကိုသွားပြီဒီဗျာဆရာလိုက်ကပိတ်တလေးနဲ့ဘေးပြစ်သွားတာဗျာစတောင်းတောင်းကြီးဘာပြန်လုပ်မလဲဆိုတော့စောင့်ကြည့်ကြပါဦးဗျာဘာမှပြန်လုပ်နေမှာမဟုတ်တော့ပါဘူးကွာဟိုကသူ့နေကျူးမင်းတို့ပိုင်ကြိမ်သွားတာ
လောင်းထိုင်ရထလာပြီ